ကျမတို့ရဲ့ channel လေးကိုအားပေးနားဆင်နေကြတဲ့ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာပရိသတ်ကြီးကိုနားဆင်ရမှာတော့ဆီယာမလာမေမမိုရေးသားထားတဲ့ပလဲတကုံဝတ္ထုတိုများထဲမှာပွင့်နေမှာတော့ဂရိဆွေဝတ္ထုတိုလေးကိုပရိသတ်ကြီးကနားဆင်ရမှာပဲဖြစ်ပါတယ်ပရိသတ်ကြီးကိုနားမဆင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်သွားပေးဖို့နဲ့ဘေးနား notification လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဒီဝတ္ထုလေးကရှင်ထဲမှာတိတ်တခိုးချစ်စိတ်ကိုစီရှိကြတော့လေအချစ်ကိုဖွင့်ဟတောင်းခံခြင်းမပြုလိုက်ရပင်နှစ်ဖက်မိဘများသဘောတူညီမှုနဲ့ထိမ်းများမင်္ဂလာဆောင်နှင်းခဲ့ကြတဲ့ဇနီးနဲ့ခင်မွန်းနှစ်ဦးရဲ့ရှင်ထဲအမာနာနဲ့အတာအားပြိုင်တဲ့ခန်းစားချက်လေးကိုရေးဖွဲ့ထားတာပဲဖြစ်ပါတယ်1988ခုနှစ်ဇူလိုင်လအနုပညာကျင်းမုံမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ဝတ္ထုလေးဖြစ်ပါတယ်အိမ်ရှိမှာထိုးရလိုက်တဲ့သူ့ကားတန်ကိုကြားသည်ဆိုရင်စီစီရင်နဲ့တပ်ပြင်းတချိုင်နဲ့အတူမွန်းချက်လှောင်ပိတ်ခါစိတ်ညစ်ညူသွားရတတ်တော်တယ်ဘလုံးမှနားမလည်နိုင်တော့နှစ်ရှည်လာများတိတ်တကူချစ်လာခဲ့ပြီးမှလက်ထပ်အပြီးတလနှစ်လလောက်အတွင်းသူနဲ့ရင်ဆိုင်ရမှာကိုဘာဖြစ်လို့ဒီလောက်အထိခါသည်ဆက်ဆုပ်နေမိပါလဲသူလှုပ်သွားနေချိန်တွေမှာနေရထိုင်ရလွတ်လပ်တယ်သူပြန်လာပြီးဆိုတာနဲ့စစ်စစ်မျက်နှာတင်းမာခြင်းတစ်ဝက်ခါတက်ခြင်းတစ်ဝက်နဲ့မှုံရီသွားရစမြဲသူမရိပ်မိပဲနဲ့နေပါမလားသူကအဒီအာတယောက်ျားတစ်ယောက်မှမဟုတ်တာမျက်နှာသွင်းပြင်းကြည့်လိုက်ရုံနဲ့သူဟာလူတော်လူတွတ်တူဆိုတာသိတိုင်းသူ့အကြောင်းအတွင်းကြကြစဉ်းစားကြည့်လိုက်အောင်လေငယ်ကလေးကအကြောင်းမှလည်းထူးချွန်ခဲ့တဲ့သူအားကစားလည်းဝါသနာထုံစွာသူ့ကိုယ်သူအမြဲချမ်းသာဖြတ်လက်နေအောင်ပုံသွင်းထားခဲ့သူဖြောင်းမပုံရပေမဲ့စကားနဲ့တမြည်သူဆိုတာစစ်စီကမှန်းဆမျှော်လင့်ခဲ့ဘူးသားဒါကြောင့်လည်းနှစ်သက်ခဲ့တာပေါ့စစ်စီကိုယ်ကစကားများများမပြောတတ်အတိတ်ပဲမရှိအရေးမရအဖက်မရစကားတွေပါဇက်ကဘရူရှူတာနှုတ်ထွက်လွယ်ကူသူမဟုတ်ကိုယ်တိုင်နဲ့ပုံစံချင်းနဲ့သူ့ကိုအမျက်တနုံနဲ့အထင်ကြီးခဲ့ဘူးလေပြီးတော့သူ့အတွင်ပြင်းယောက်ျားဆိုရင်ဘလုံးမဘယ်ဝါမှကြိုတင်တတ်မှတ်ကြီးစုချင်းမရှိခဲ့ဘူးရဲ့စီစီအဖို့သူ့ကိုစတင်မြင်ဖူးတဲ့နေရာတော့စီစီအိမ်ဦးနဲ့ဖြစ်လာရမည်သူသည်ဒီလိုပုံတံမျိုးဖြစ်ကိုဖြစ်ရမည်ဟုစံထားတတ်မှတ်မိတော့သူ့သားယောင်ကလက်ဆက်ဆိုဝင်ကချမ်းမာရေးကောင်းသူတယောက်ဆိုတာပေါ်လွင်နေအယမ်းမြင်နေစီစီမောလို့ကိုကြည့်ရသူ့ကိုမောကြည့်ရတာကိုရှင်ထဲမှာဘလို့နှိမ့်ချိုင်မှန်းမသိအာကိုတွေ့တာချင်းတရုပ်ပေါ်မည်ဟုစီစီရထင်နေမကြာခဏလည်းမော်လေးငေးကြီးကသူ့စကားတူတူတောင်းတောင်းတွေကိုနာခံဘူးပါရဲ့စပင်ခတ်တူတူကနတ်မောင်မောင်နဲ့တေးသက်တယ်ပခုံးကြည့်ချိန်နဲ့မတ်နေတဲ့ဟန်ကသူ့ရဲ့ငေးကြီးလောက်စရာအလားပဲပစိုးဝဲဝဲဘောင်းမီဝဲဝဲအချိုးချလိုက်ဖက်တဲ့ခန္ဓာကိုအချိုးအစားရှိနေပုံထိုင်ပုံဟာတန့်ပြန်နေသူ့မျက်ဝန်းတွေမှာကောက်ကျစ်ဆင်းလဲခြင်းနဲ့ရင်းရိုင်အားငယ်တက်ခြင်းကင်းစင်နေ။အိုးစစ်စစ်အလွန်မင်းနှိမ့်ချိုက်တဲ့ပုံစံမှာဒါကြောင့်လဲစမြင်ဘူးကေကရှင်ထဲလောက်ခတ်ခါနှစ်ခါသုံးခါများနဲ့ဆွဲမတ်တွေ့တာခဲ့ရတာပေါ့။အဝေးကနေသူတစမ်းမှမသိတာငေးကခိုးကြည့်ဘူးခဲ့တာတွေပြန်စဉ်းစားမိရင်ချက်ချင်းမင်းရင်ထဲကိုဖိုလိုက်လာတယ်။ဒါမဲ့စစ်စီပဲလူတယောက်ဘယ်ခံလိုက်မလဲ။အရင်ဒီဆုံးတငယ်ချင်းမှာပင်တီးခွင့်ရခဲ့လို့လားရှင်ထဲကချစ်နေတာကိုရှင်ထဲကထုတ်ပြီးပြလိုက်ရမှဝင်လေးစွာပြုံးကြီးနှုတ်ဆက်သည့်အစဉ်အထိခင်မင်လာခဲ့သည့်တိုင်ဟပ်ပတ်လိုက်လဲပုံကိုထုတ်ပြီးတော့မပြမိခဲ့အဲ့ယုံကသူ့ဘက်ကနည်းနည်းပပစိတ်ဝင်စားပုံတော့ပြပါရဲ့လေဒါမဲ့လှပချုံမောတဲ့မိန်းကလေးတယောက်ကိုစိတ်ဝင်စားပုံလောက်စစ်စီကိုပြလာရုံနဲ့စစ်စီရရဲ့ခြေနဲ့စွာမျိုးတူဖိတ်ခေါ်နေရမှာလားအပကြီးကစိတ်ဝင်စားသူမျိုးဆိုတာကတော့စစ်စီပတ်ဝန်းကျင်မှာရည်တွက်လို့ပင်မနိုင်စစ်စီကိုဒီလောက်ကလေးသာခန်းစားတုံ့ပြန်သူယောက်ျားတဦးကိုလက်ထပ်ဖို့ကောင်းရိတ်ခဲ့တာဘာကြောင့်လဲသိသလားရှင့်ကိုစစ်စီတိတ်ချစ်ခဲ့လို့ပဲပေါ့ကိုထွန်းလူအိမ်မောလှမ်းတက်လိုက်သည်ဆိုရင်အေးဆက်တဲ့မျက်ဝန်းတံမတ်ပေးထားသလိုခြေလမ်းတွေနဲ့နားကပ်လာတဲ့သူမကိုဥစွာရင်ဆိုင်ရမည်မိန်းမတစ်ယောက်မှဒီလောက်အေးဆက်တဲ့မျက်ဝန်းမျိုးရှိတင်သလားကွာခံပြင်းအောက်တက်တဲ့ခံစားမှုတွေရှင်တဲ့အလူရဲ့ဝင်ကအလုတ်ခွင်မထက်အစပေါင်းများစွာပုံမိုးပေးမယ်မောလျဖွယ်ကောင်းလာတာမို့ချုံးလူမျက်နှာမှိုင်းမုံသွားတတ်မြင်တံမိုးကြီးစွာထားပြီးဒစိမ့်စိမ့်ချစ်ခဲ့ရတဲ့သူကိုယ်တိုင်ရဲ့လူလားမှုကြောင့်လူကြီးမိဘကိုအပူကပ်ပြီးတော့တောင်းရမ်းစေခဲ့ရတဲ့သူကလေးကိုအတူနေရတဲ့ကာလရောက်ခါမှစိတ်ပြက်လက်ပြက်ဖြစ်နေရတာကတော့အံ့ဩစရာပါပဲဘသူမှမတိုက်တွန်းမနဲ့ကိုယ်တိုင်ချင်းမြတ်နိုးခဲ့ရဖော်ရဖိတ်ခေါ်ခြင်းကင်းသူကလေးကိုချစ်ခွင့်ဖွင့်ဟတောင်းခံမှုဝင်လေးခဲ့ခြင်းဟာမာနတရားတစ်ခုရဲ့ကြောင့်တော့မဟုတ်ပေသူမကိုထုံးလူလန့်ခဲ့ရလဲပါတယ်ထ
ထောင်စင်တင်းမာရဲ့အိမ်တွေတိတ်ခါတခွဲသားနဲ့ဘဲယောက်ျားလေးတယောက်ကိုမှပတ်သက်ကျွမ်းဝင်လိုဟန်မပြတဲ့သူကလေးမို့ကိုညင်းပဲရှောင်တိန်လိုက်မအောင်စိုးရိမ်စိတ်ကအထူးကပါပဲမိဘချင်းကအတိုင်ဝင်းတစ်ခုတွင်နေရာပေးလေးစားသမှုနဲ့ရင်းနှီးနေပြီးသားမို့မိဘများအကူအညီတောင်းခဲ့ရတာပါထွန်းလိုကြိုက်နေတက်ခဲ့တာသူမရဲ့အိမ်တွေတိတ်ခါကိုပါပဲဒီလို AD ပုံစံလေးကိုပဲဆွဲမှတ်ခဲ့ဘူးတာပါသို့တော်ဒီလောက်ထိမတုံမလို့ရှိလာမည်လို့တော့မထင်ခဲ့မိရအမှန်ပဲမျက်နာမှာအခြေအသကင်းတာကိုသဘောကျခဲ့ခင်မရဲ့အစင်တန်းမြင့်နဲ့ဝစ်စာစင်နေထိုင်ပြောဆိုတတ်မှုကိုမျက်နှိုးခဲ့ရရင်အိမ်တွေတိတ်ခါကိုလေးစားခဲ့စပင်ရှည်လေးနဲ့လိုက်ဖက်တဲ့အယမ်းမြင့်မြင့်လေးကိုလည်းနှိမ့်ချိုက်ခဲ့ရရင်အားလုံးပေါင်းစုဝေးနေတဲ့သူကလေးကိုနင်းနေသေးသေးလှိုက်လိုက်လဲလဲချစ်ခဲ့မိလေမတိကျိုးကျွန်းပုံစံနဲ့ဂယုမဆိုင်တလို့ရှိခဲ့တဲ့သူမကြောင့်ရှင်ထဲကမာနာတွေအကြိမ်ကြိမ်ယုံချခဲ့ပူတာကတော့အမှန်ပါပဲဒါကြောင့်လည်းလွန်လွန်ကဲကဲယူယူမှုမှုအမှုရာတွေမပြဖြစ်ခဲ့တာပေါ့လက်ထက်ခွင့်တောင်းခြင်းကိုအသာတကြီးနှစ်သက်လက်ခံလိုက်သည်ဆိုတော့အံ့ဩခြင်းတွေနဲ့အတူထွန်းလူရင်နဲ့ပီတိများစွာလောက်ခက်ခဲ့ရမင်းမသိဘူးလားစစ်စီရဲ့ကိုထွန်းလူဟုတုံတုံနဲ့သူမကိုလက်မထက်ခင်ရရောလက်ထက်ပြီးမှရောကိုလို့ခေါ်ပါလားမောင်လို့ခေါ်ပါလားစစ်စီရဲ့ဆိုတာမျိုးတခုံးမှမစိုးဖြစ်ခဲ့ရှက်တက်တလို့သူမရောစစ်စီဟုခေါ်ဖြစ်ခဲ့သူမလိုမစစ်စီခိုင်းဟုတော့ထွန်းလူမခေါ်ပါခန်းဝင်ပစ္စည်းတွေဝဲချမ်းမို့နှစ်ဖက်မိဘများနဲ့အတူအပြင်သွားတော့သူ့အမေလက်ကိုချိတ်ဆွဲကခက်ခွာခွာလုံနေတဲ့သူမကိုရှက်တက်သူထင်ပါရဲ့ဟုအတွေ့ရောက်ခဲ့ပူပေမဲ့ဖိတ်စာဝေးဖို့နှစ်ယောက်တည်းထွက်ဖြစ်တဲ့အခါမှာထုံးလူရဲ့တခွန်းစားနှစ်ခွန်းစားစကားကိုအလိုက်သိနေပြီးတော့ရောပါမလာပဲခေါင်းငိတ်ခေါင်းခါလှုပ်ခဲနေတဲ့သူမကိုအံ့ဩခဲ့ရလေစိတ်ပေါက်ပေါက်နဲ့စကားတန်တိတ်ပြီးတော့နေလိုက်တော့သူမကလည်းခက်တီတီလှဲ့လိုတော့မကြည့်တော့ပဲဘေးမှာလူသားတအူရှိရာကိုပင်မေ့နေလေသည့်လားငြိမ်သက်သွားခဲ့တာဒါရီကိုစိတ်ပြတ်အံ့ဩနေရကိုလက်ထပ်ဖို့ကိစ္စကိုကြတော့ပြင်ဆင်မှုထပ်ပြီးတော့ဆွေးနွေးဖို့စိတ်ကူးမရှိခဲ့ဒီလိုမိန်းမတယောက်ကိုကိုယ့်ကိုချစ်ရလားဟုမင်းညံညှိနှိုင်းသိမှလျက်မတော်တဆညင်းစကားရလိုက်မှကိုကြောက်ရွံ့စိတ်ကြောင့်မမေးဖြစ်ခဲ့တာချွတ်ရင်အားနေချက်တစ်ခုပါပဲလက်ထပ်ပြီးသွားရင်တော့ပိုင်ဆိုင်မီဟုအထင်ရောက်ခဲ့မိရလေမင်းကိုချစ်တဲ့ကိုအချစ်ကိုရှုံကြည်စိတ်ချမိလွန်ခဲ့လို့ပါပဲစစ်စီကိုထွန်းလူရဲ့ရှင်သီးဘဝစစ်စီဟာကိုကိုချစ်ပါရဲ့လို့နှုတ်ကဖွင့်ဟပြောရုံလေးကိုတော့ပြက်ကွက်တဲ့လင်ယောက်ျားတယောက်ကြောင့်ညအိယာဝင်တိုင်းခေါင်းအုံးမှာပါဆက်ကိုအပ်ပြီးတော့အတန်ပွင့်ထွက်မလာအောင်နာကြီးစွာမျက်ရည်ကျနေရတဲ့သူဆိုတာကိုပါပဲမိဘတွေကသူတို့ဘက်ကနားဖောက်တောင်းရန်ကြားလေရဲ့လို့အသိပေးကြတဲ့ကသူ့ဆန္ဒမှာပါပါရဲ့လားလို့စစ်စီအားထင်မိတာဒီခေတ်ကြီးရဲ့မှာကိုတကယ်ချစ်မြတ်နိုးရဲဆိုရင်တော့ဖွင့်ပြောဖို့လက်သွေးဆုပ်သူယောက်ျားတွေတော်တော်ရှားပါနေပြီဟုစစ်စီထင်တယ်မိဘအနေတစင်တော့ပြောခိုင်းမိမထင်ခဲ့သူလည်းပဲသူအားချစ်ရင်တော့စစ်စီကိုအလင်းပြောမှာပဲဟုရှုံကြည်မိကဖိတ်စာဝေးသည့်နေ့ဒီသူ့ထံကမြေတာစကားကိုမျှော်လင့်နေမိခဲ့သေးတယ်ဘာစကားမှဖွင့်ဟခြင်းမရှိဘဲနဲ့လက်ထပ်ဖြစ်ခဲ့တော့ထောင်နာကြီးချင်းတဝက်ချစ်မိသူကိုပိုင်ဆိုင်ရပြီဟုကြည်နူးခြင်းရတဝက်အိတ်ခံပွဲတစ်လျှောက်လုံးစစ်စီမျက်နာတွေနေကအတွင်းကျိတ်ပေါက်ကွဲခံခတ်နေခဲ့ရရင်နှစ်ယောက်ချင်းနေဖို့နှစ်ဖက်မိဘတွေကလက်ဖွဲတဲ့တိုက်ကလေးကိုအပြန်လန်းတစ်လျှောက်မှာကားမောင်းလာတဲ့သူ့ပခုံးပေါ်နှစ်ဖူးဆိုင်မိချလျက်စစ်စီကိုချစ်ရလားရှင်ရဲ့ဟုကြေကွဲစွာမေးပြစ်လိုက်ခြင်းစိတ်ကိုအနိုင်နိုင်ထိန်ခဲ့ရသူ့ကိုသိချင်မိပေမဲ့စစ်စီကအစမေးဖို့တော့စစ်စီကမိန်ကလေးပါကိုထွန်းလူအိမ်တကားတော့ကိုသူဖွင့်နေခြင်းမတိမတာခိုးကြည့်ကချစ်စိတ်တွေလည်းတလိမ့်လိမ့်နဲ့စစ်စီမူးဝေနေအောင်ခံစားခဲ့ရတန်တကားကိုဆွဲဖွင့်ကဝင်လေဟုဆိုလိုက်တဲ့ထီထက်နည်းနည်းလောက်များဖိတ်ခေါ်မှုပုံမဲဆိုရင်စစ်စီလျှော့လိုက်မိမှာအမှန်ပင်ဖြစ်တယ်ခုတော့မိန်းမတွေကမိန်းမတယောက်ကိုယောက်ျားတယောက်ကတာဝန်ကျေယုံဦးစားပေးလိုက်ဟန်ကြောင့်စီစီအသေးနာလိုက်ရတာကျမဟာရှင့်မိန်းမဆိုတာမင်းနေသလားဟုခက်ဆက်ဆက်မေးလိုက်ခြင်းစိတ်ကိုအောက်အေးရပြန်တာမို့မျက်နာကပြက်ရရင်အိမ်ထဲရောက်တော့ရောင်ချာချာအိတ်ခမ်းနဲ့တန်းဝင်လိုက်ရမှာစီစီရှက်ရွတ်မဲဆိုတာသူသိဖို့ကောင်းပါရင်အဝတ်စားလဲရအောင်လေးဆိုတာမျိုးဦးဆောင်စကားပြောတင်တာပေါ့ခုတော့အဲ့ခန်းနဲ့ထိုင်နေရမှလဲကြောင်တက်တက်စစ်စီထုံထုံခံစားချက်ကြီးနဲ့ဘာလို့ရမလဲစဉ်းစားမရတဲ့အစုံဖုံးကောက်ကင်ကတငယ်ချင်းတယောက်နဲ့စကားပြောလိုက်သည်မှာမရည်ရွယ်ပေမဲ့လီများသောတငယ်ချင်းကြောင့်နိုင်ဝက်နေပါကြာလင့်သွားခဲ့ရင်ဒါကိုသူမနစ်သက်နိုင်ပဲဖြစ်သွားတာသူ့မျက်ဝန်းထဲမှာစစ်စီတွေ့ရှိရိမ့်မိလိုက်ပါရဲ့ဟိုလိုလိုဒီလိုလိုနဲ့
သူမဖိတ်ခေါ်တဲ့အခန်းထဲချိမိတ်ချရဲတာကြောင့်ဧကန်နဲ့အချိန်ဆွဲနေရင်ကအိတ်ချင်လာသည့်စိတ်ကြောင့်မတက်နိုင်တော့ဘဲနဲ့အခန်းတကာတွန်းဖွင့်ဝင်လိုက်တော့ရှင်ကဂရင်ပေါ်မှာအိတ်လိုအောင်ပျော်နေပြီမင်္ဂလာဦးရဲ့နောက်တရက်မနက်ကလေးကသူမရဲ့အချိုဟာစိတ်ငားနိုင်လွန်လိုက်ကော်ဖီအစင်သစ်ပေါင်မုံနဲ့ကြက်ဥကျော်အစင်သိန်းကိုစပွဲပေါ်ပြင်ထားကလက်ဖွဲ့အထုပ်တွေကိုဖြည့်နေတဲ့စီစီကိုထွန်းလူကကော်ဖီတောက်ရင်ငေးမောရှင်လာတယ်တကယ်ဆိုလက်ဖွဲ့တွေကိုနှစ်ယောက်အတူဖြည့်ခြင်းနဲ့ခုတော့သူ့ဘာသာလုပ်နေတာကော်ဖီစပွဲနာထွန်းလူရောက်လာတာမြင်လျက်နဲ့ကော်ဖီတောက်တော့ဖြော်ထားတယ်ဆိုတာမျိုးလောကဝိကလေးများမကြည့်တာဝန်ရှိလို့သာလှုပ်ထားရတာတိတ်တရာတော့မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးဒါဖြစ်ပါလို့များလက်ထပ်ဖို့သဘောတူခဲ့ရတာလေသူမကိုကြည့်ရတာအတိတ်ကချစ်သူတယောက်ယောက်ကိုပဲရှင်နဲ့တန်းတာနေစေလို့လက်ထပ်မင်္ဂလာကိစ္စကိုသူမသဘောဆန္ဒနဲ့လုပ်ခဲ့ရမှာဟုတ်ရဲ့လားမိဘတွေကများဇွတ်တိုက်တွန်းခဲ့သလားဒီလိုမင်္ဂလာဆောင်လိုက်ရတာကိုခါတန်းနေတဲ့မျက်ဝန်းခံစားချက်ကိုထွန်းလူအကဲခတ်နိုင်တာပေါ့သူ့အပြင်သွားဖို့ပြင်ဆင်တာကိုမနစ်သက်တလို့မျက်လွှာတစ်ချမ်းလှန်ကြည့်ခြင်းမှလွယ်ပြီးတော့ဥပိ္ပခါဆန်လွန်းစွာမဆိုင်တလို့နေအဲ့ဒီနေရာစပြီးတော့ခိုတီအပြင်သွားအောင်မယ်ဟုထွန်းလူကအသိပေးစကားမဆိုဖြစ်တော့ပဲသွားစရာရှိတာကိုကိုယ့်ဘာသာထွက်သွားလိုက်ဖြစ်တော့တာပါပဲမှားများနေပြီလားလို့မကြာခဏတွေးဖြစ်တော့လဲတနေ့တခြားတင်းမာခတ်ထန်လာတဲ့စိတ်ငားတဲ့မျက်နှာကြောင့်ထွန်းလူဒေါသဖြစ်ခဲ့မိအလိုလိုနေရင်းကရန်လိုနေပုံရတဲ့မိန်းမကိုအပြစ်မရှိသူတယောက်ပြီးခါရချော့မော့ခြင်းမလုပ်လိုတာကတော့ရှင်နေရပီစာဖြစ်သည့်မာနတရားကြောင့်သာဖြစ်လေဒီကြားရတရက်မှာတော့မှန်တင်ခုံရှိခေါင်းပြီးနေတဲ့သူမကိုကြည့်ရင်ချစ်စိတ်တွေရှမ်းတက်လာရကအနာထသွားလျက်ပခုံးနှစ်ဖက်ကိုဆုပ်ပြီးထူမလိုက်မိရဲ့တောင့်တင်းပြီးပါလာတဲ့ခန္ဓာကိုယ်ကတဆက်ဆက်တုံနေကသူ့မျက်နှာနဲ့ဝေးကွာအောင်သူမရဲ့ခေါင်းကိုရှင်းရိုင်တိန်းဆောင်ကမူပြက်နေပုံကြောင့်ရှင်ခုန်နေရတွေချက်ချင်းပျောက်သွားရတယ်ပွင့်ထွက်သွားရတဲ့ကိုယ်စိတ်ကိုလည်းကိုရှမ်းမိကသူမကိုမျက်မှောင်ကုပ်ပြီးတော့ဆူဆူရဲရဲစိုက်ကြည့်မိစေအတင်းယုံကအိမ်ရှိခန်းအထိထွက်ပြေးသွားလိုက်တာထွန်းလူရဲ့တိတ်ခေါင်ထိပါစော်ကားလိုက်တဲ့အမူအရာပါပဲရှင်ထဲမှာဘာဖြစ်သွားရမှန်းမသိပဲတောက်တစ်ချက်ခောက်လိုက်မိသည့်ကိုကိုခြာကနေတစ်ချက်လှည့်ကြည့်သွားတဲ့မျက်ဝန်းကိုတော့ထွန်းလူနားမလည်နိုင်တော့ပြီအိမ်မပြောရဲ့ညပေါင်းများကိုပိုင်ဆိုင်ရင်ကို့နှစ်ဘေးမှာတိတ်တဆိတ်ငိုကြွေးနေတဲ့မိန်းမကိုအံ့ဩစွာနာကျင်စွာအခန့်ခတ်ခဲ့ရတယ်ကို့ကိုယူခဲ့ရတာသူမမှာဒီလောက်အထိခြေခွဲစရာဖြစ်လိမ့်မည်လို့အစအထင်မှမထင်ခဲ့မိရပဲလေစီစီကိုချစ်တယ်လို့တခွန်းမှမပြောပဲချစ်သူတွေလို့ဆက်ဆံဖို့စီစီယာခွင့်ပြုနိုင်ပါမလားဒါဟုတ်သူအခမ်းရခတ်ပုံပြတော့စီစီယာပခုံးတွန့်ပြီးတော့လောင်ရီလိုက်ချင်ပြီးရင်ကြောင်းလုံးကလေးကသူဟာမိန်းကလေးကိစ္စနဲ့ပတ်သက်လာရင်မာနကြီးခဲ့တဲ့သူတယောက်ဆိုတာစီစီကြားဘူးသိဘူးခဲ့ပါရင်ဒါမဲ့ကိုယူထားတဲ့မိန်းမတယောက်အပေါ်မှာတော့ချစ်တာမချစ်တာအပထားမာနတရားကြီးနဲ့အပေါ်စီးရအနိုင်ကြောယူခြင်းလို့ကတော့ရရိုးလားစစ်စီလေကိုမာနနဲ့ကိုပဲတော်ရုံလိုမတူမတန်ထင်တတ်ခဲ့တဲ့အထိမာနခေါင်ခိုက်ခဲ့တဲ့မိန်းကလေးပါသူ့ရင်ထဲကဘလောက်မွတ်သိပ်ဆွဲလန်းတန်ရောစင်ရှိနေသည်ဖြစ်စေမခံနိုင်ခြင်းတွေကြောင့်ရှော့ပေးဖို့တော့စစ်စီစိတ်မကူလက်ထပ်ဗီဇာတစ်ပတ်လောက်ကစစ်စီတစ်ချိန်စူးစမ်းခဲ့ပူပါရဲ့သူ့စေတတာကိုသူ့စေကန်းသွားကန်ဒီကိုနီထဲသို့ပေးဖို့အနိုင်နိုင်အားချင်းစူးစမ်းကသူ့နဘေးရလျက်စေပလင်းတချို့ကိုကင်ကြည့်ပြီးတော့ရတယ်မင်းမလုပ်တတ်ဘူးဆိုရင်လေတံပြက်နဲ့ညင်းပေဖူးရလေလောက်တတ်အောင်သူညွပြပေးဖို့ကောင်းတာပေါ့အဖက်လို့တင်ပေးနေစရာမလိုဘူးလို့ထင်တာလားကိုဘာသာတက်အောင်စူးစမ်းယူတင်တယ်လို့သူယူဆတာလားသူ့စေပညာကိုစစ်စီတလုံးတစ်ပါးတာမှနားမလဲတာတော့အမှန်ပဲစစ်စီနားလဲအောင်စူးစမ်းယူလို့ရရတွေတိုင်းကိုစစ်စီစူးစမ်းဆောင်ရွက်ပေးခဲ့ပိုင်းသူဘာတကုံးမှမပြောဘဲနဲ့သူဘာကြိုက်တတ်သည်ဆိုတာကိုစစ်စီယာသိနေနေကသူ့ကြိုက်အစားအစာတွေကိုပဲစီမံချက်ပြုတ်ပေးခဲ့တယ်မဟုတ်လားအစားအသောက်ဘက်မှာသူနဲ့စစ်စီတစမ်းမှအကြိုက်ချင်းမတူမညီပေမဲ့စစ်စီအကြိုက်တွေဖြောက်ကသူ့အကြိုက်ကိုစူးစမ်းလိုက်ရောခဲ့တာကိုရိုင်းပင်အသိဆုံးဖြစ်လေသူ့အတွက်သူ့ဝေယဝဆတွေမှာဘာတစ်ခုမှများလိဟင်ပြက်ကွက်မှုရှိခဲ့တယ်လေစစ်စီအားလုံးဖြစ်စေနိုင်ခဲ့မဟုတ်လားဒါကိုအတိအမှတ်ပေးကပြော့ပြမှုကလေးတစ်ခုတလေတော့ပြတဲ့နာပေါ့ကိုထွန်းလူရဲ့ဒေါက်တာထွန်းလူဆိုတဲ့အမည်ဆိုင်ပုတ်ပြားကလေးချိတ်ထားတဲ့အိမ်ကလေးရဲ့အမိုးအောက်မှာခုနေရရဲ့ဇနီးတဲ့တူအဖြစ်ဒီထက်တော့နှွေးထွေးမှုပြတဲ့နာပေါ့သူ့မာနာကိုနားလေတလို့ရှိပေမဲ့ကိုယ်ကိုလည်းဒီလိုမာနတတိုင်းချာကဆက်ဆံခြင်းကိုတစနာကြီးရခြင်းတွေဒုရဲတိတ်သီးကတနေ့တခြားပုံမဝေးကွာလာသလိုအေးဆက်နေတဲ့အိမ်ထောင်ရေးကိုငယ်ရွယ်သေးတဲ့မိန်းကလေးတူအနေနဲ့စစ်စီဘလို့သိန်းကြီးကြာရှည်ခံနိုင်ပါမလဲ
တင်းကြီးမခံနိုင်တော့ပဲကျင်းမပြတ်တော့သွားမှကိုလည်းစိုးရိမ်ဝမ်းနည်းမိပြန်တယ်9နှစ်တာလောက်မျိုးသိပ်ခိုးသိမ်းခဲ့ရတဲ့မိန်းကလေးအချစ်ကနှလုံးသားရင်းနဲ့ဆိုင်စွာထိုးခွဲဝင်နေပြီးရုတ်တရက်ဆွေးနှုတ်ပြစ်လိုက်ရမိဝေဒနာကိုစစ်စီတွေးတော်မတွေ့ရပြီသူအိမ်ပြန်နောက်ကျနေရင်တော့ဒီအိမ်ထောင်ရေးကိုစိတ်ပြည့်ရှောင်ထွက်သွားပြီလားဟုပူလောင်စွာတွေးရင်းနဲ့တကားဝမှာခြေစုံရက်ခါမျော်တက်ခဲ့ရလေရဲ့ကားတန်ချာမှအခန်းထဲကိုပြေးဝင်ပုံးရှောင်ဟန်ဆောင်တက်တဲ့သူဆိုတာသူမသိပဲနဲ့မာနာထားရက်လွန်မာရဲ့စိတ်အနာဆုံးတစ်ရက်ကတော့သူပြန်နောက်ကျတဲ့နေရာဖြစ်လေရဲ့9နာရီထိုးတော့စစ်စီဘလုံးမှမအောင်အေးနိုင်တော့ပဲမိဘရေးစီကိုလည်းဖုံးမဆက်ရတာမို့ဈေးရုံကိုဖုံးဆက်ဖြစ်တယ်ပြန်သွားပါပြီဆိုတော့လမ်းမှာပဲတခုခုဖြစ်လေသလားဟုပူပန်စိတ်ကငယ်တိတ်ကိုမှုန်ကလမ်းထိပ်ကသူ့တငယ်ချင်းဆရာဝန်တယောက်အိမ်သို့လမ်းလျှောက်သွားမိရဲ့အဲ့ဒီအိမ်မရောက်ခင်စာအုပ်ဆိုင်ကလေးရှိမှစစ်စီရောအိမ်ကိုလာတဲ့အကိုတဝမ်းခွဲနဲ့တွေ့ရမှုစကားရက်မော့ပြောနေစေပွန်ကနေဟွန်းတန်နဲ့သူ့ကရှက်ကတ်မောင်းသွားတာမို့စစ်စီလက်အောင်သွားရရင်နှစ်ဦးသားမျက်နှာထားတွေကိုမြင်လိုက်တဲ့အကိုကပေးစရာပစ္စည်းကိုပေးကလမ်းတစ်ဝက်မှာတွင်လှည့်ပြန်သွားတာမို့စစ်စီအိမ်ကိုလမ်းလျှောက်ပြန်ခဲ့ရတယ်အကိုဝမ်းခွဲဆိုတာသူသိမှာပဲဟုတွက်ခါရဲမဆောင်နာကိုနာကျင်အံ့ဩပြီးအိမ်ပြန်အရောက်ခရင်မော်မှီလျှောထိုင်ကခရီးရောက်မဆိုင်မင်းစင်ခြင်းဖို့ကောင်းတယ်နော်စစ်စီအဆအဆအရာရာပေါ်ဟုသူစီးပြောလိုက်တော့တဆက်ဆက်တုံသွားရသည့်အထိပါပဲသူမုန်းသွားမှာပဲဆိုတာသိလျက်နဲ့ခက်မဲ့မဲ့ရင်မိကအကိုဝမ်းခွဲနဲ့အောင်တမုတ်တက်တာကတော့အံ့ဩစရာပဲဟုခက်တူတူပြောဖြစ်တယ်အဲ့ဒါအကိုဝမ်းခွဲပါကိုထုံးလူလို့ပြောရင်ဒီထက်အများကြီးအဆင်ပြေမှာဖြစ်ပေမဲ့ရေးတီတီရွက်တက်ပြန်ပြောလိုက်တာစီစီမားတော့မှာပါတယ်ကိုထုံးလူဒါမဲ့တောက်ခောက်ပြီးတော့မှွေရအောင်လက်တီနဲ့ထိုးပစ်လိုက်တဲ့အထိတော့မတုတ်ပြန်သိမှုထင်တယ်နော်မင်းငါ့ကိုစကားကောင်းကောင်းမပြောချင်လားစစ်စီဟုသူမေးလိုက်တော့လေတရန်တူတုတ်ပြန်မှုပဲရမယ်ဟုစစ်စီမျက်ရည်ချစ်ဝဲရင်ဖြေခဲ့မိလေအဲ့ဒီခိုက်တဲ့နှုံကတော့သူနဲ့ကွဲသွားမှာကိုပင်ရှင်ဆိုင်ဝင်နေခဲ့စစ်စီကတိတ်ချစ်ခဲ့တဲ့သူမို့စတင်ပြက်ဆဲဖို့လုံးဝစိတ်ကူမရှိပေမဲ့သူကသာစတင်ကြင်ညာလို့ကတော့စစ်စီဆိုရဲမိန်းကလေးကမျက်ရည်ကျပြမြည်သူမဟုတ်ပေစီစီသူ့အတွက်ထမင်းဝိုင်းခုခဲ့ပြင်ဆင်ပေမဲ့လာစားဖို့မခေါ်မိသူကလည်းလာမစားဘာကြောင့်များမိမလားတယောက်ပေါ်ကျင်းမနိုင်ရတာတဲ့လေသူစိတ်ဝင်ကြစားရှိအောင်အိမ်နေရင်ပင်စီစီလှပချဲသားပြင်ဆင်ခဲ့မိရရင်ကိုလိုက်ပြကိုရှက်ဖို့ကောင်းပါရဲ့ဇက်သိန်ကောင်းမှမလားကိုထွန်းလူရဲ့အကိုဝမ်းခွဲနေပင်ရုတ်တရက်အထင်မှားမိအောင်တဝင်တူချင်းလို့စီစီမယုံကြည်ဘူးလားကိုချစ်မှတ်ပုံမပြတဲ့ဇနီးတဲ့ရဲ့နှလုံးသားထာဝစင်မယုံမရဲရှိနေမိကထုံးလူဝင်ခံရပြီမြည်ညအမောင်မောင်းဆိုတော့အကိုလားပါလားမမတ်မိကိုရင်နဲ့ဖြစ်သွားရတာအံ့ဩစရာတောင်ကောင်းလောက်တယ်မီးလောင်သွားရသည်ဆိုရင်ပင်ရှင်ထဲကပူပြင်းမှုကပိုလောက်သေးထာဝစင်စိန်ကားနေတတ်တာကိုအခုခံဖြစ်နေတဲ့စိတ်ကထောင်ကနေဝေသွားရကမင်းစင်ချင်ဖို့ကောင်းတယ်ဟုရောပြောချလိုက်မိတယ်မချစ်တရင်မျက်နှာလေးကအသေးဦးဓာတ်နဲ့ခွဲမွေလိုက်တယ်လို့ပါပဲတသက်နဲ့တကူကိုဒီလောက်မထီလေးစားအချို့မျိုးနဲ့ဆွဆန်ဖူးတဲ့သူမရှိခဲ့အခမ်းရခက်လွန်တာကြောင့်တောက်ခေါက်လိုက်မိပေမဲ့ရှင်ထဲမှာဒေါသထက်ယောက်ျားတမိတ်ဝမ်းနဲ့ရခြင်းဟာပိုပိုင်းကိုရဲ့အိမ်တော်ကြီးကဒီလိုပဲတအီးအီးနဲ့ပြိုရန်ရတော့မှလားခွဲကြရမည်ဆိုရင်ဘဝရက်တည်နိုင်မှုထွန်းလူအတော်ကြီးစူးစမ်းယူရမှာပါမင်းထောင်မသိဘူးလားစစ်စီရဲ့ချစ်ပါရဲ့ဆိုတာကိုဖွင့်ပြောဖို့မကြခဏကြံရွယ်စိတ်ကူးခဲ့ပူပေမဲ့ခက်ထန်သောသူ့မျက်နှာထားကြောင်းတကြောင်လက်ထပ်ပြီးကြကမှရှိစားစကားဆိုရတယ်လို့ဦးလဲလဲကြောင်တက်တက်နိုင်မှာဆိုတာတကြောင်ကြံရွယ်မိရင်ပြက်ခဲ့ရတာကြီးပင်ဖြစ်လေသူနဲ့လုံးဝမသက်ဆိုင်တဲ့လူတစ်ယောက်ကိုထွန်းလူကိစ္စတွေမှာစိတ်ဝင်စားဖို့မပြတတ်တော့ညဉ့်ညင်စိတ်ပြက်ခဲ့ရပေါင်းလည်းများပြီးတခါတော့တငယ်ချင်း3-4ယောက်စုကအရဲသားဖို့စီစဉ်ပြီးမိသားစုပါခေါ်လာကြဖို့တေချာဂရိထားခဲ့ကြပြီးမှသူမကိုပြန်ပြောပြဖြစ်တော့မလိုက်ချင်ဘူးဟုစိမ့်စိမ့်ကြီးညင်းစကားဆိုလိုက်တော့ဟာဘလို့မိမလဲဟုစိတ်ထဲမြက်သွားခဲ့ဘူးရင်စုံမြင့်အိမ်ကတငယ်ချင်းဆရာဝန်ကလည်းအိမ်ထောင်တဲ့သူ့မိမအမည်အားလုံးကိုမညူမဆူပြင်ဆင်ဖြည့်ဆည်းပေးတာကြံတငယ်ချင်းတွေကလည်းသူတို့ဇနီးတွေအပါခေါ်လာတာဇနီးတွေချင်းစကားတဝိုင်းဖွဲ့ကရင်းနှီးသွားကြရဲ့အထင်စီစီမပါဝင်ခဲ့တာမိမကိုခေါ်မလာနိုင်သူအဖြစ်အချိန်ရလာတဲ့ရှမကာဝိုင်းမှာရှီမောလောင်ပြောင်စရာဖြစ်ခဲ့ရတာပြီးကြုံရတော့ဘေးမှာအဖေါ်တယောက်ဖြစ်လက်တွေမပါတဲ့စီစီကိုနားမလဲချင်းနာကြီးချင်းတွေနဲ့ထွန်းလူရင်းနဲ့ဒေါသကျိတ်ပြီးတော့ဖြစ်ရိုင်းငယ်တငယ်ချင်းတွေစုပြီးတော့တောက်ကြမလို့ချင်းငယ်စီစီပါလိုက်ခဲ့ပေါ်ဟုထွက်ဖြစ်ခဲ့တဲ့နှုတ်ကိုပင်
ကိုဘာသာပြန်တန်ခတ်ချင်လောက်အောင်အရှက်ရိုင်းကိုကလည်းကိုပဲလိုက်လိုက်မြည်လို့များအထင်တွေမှားမိခဲ့သေးရင်အရက်ဝိုင်းမို့ဟုဆိုရအောင်ကလည်းရှမ်းကားမူယူမြည်သူတယောက်မှမပါပဲပျော်ရရုံဆုံရရုံလှုပ်သည့်ပွဲပဲလူကြီးလူကောင်းတွေကြီးတာပါမှာသူမကဘာကြောင့်ရှောင်ဖယ်တီးတန့်ဆန်ချင်နေရတာလဲအိမ်ရစိတ်ပေါက်နဲ့တငယ်ချင်းအိမ်မှာစွန့်စားကန်ရုပ်ရှင်ကားတကားကိုထိုင်ကြည့်နေပြလိုက်ပြီးမဲ့စိတ်ကတစ်ချိန်လုံးအိမ်ကိုသာရောက်နေခဲ့စစ်စစ်တယောက်တည်းမို့မျောဆောင်လို့များနေတော့မလားဟုအတွေးဝင်မိသည့်ခိုက်ကိုမေးစိတ်ကိုလက်တီနဲ့ထိုးပစ်ချင်လာအောင်ပင်ဒေါသဖြစ်သွားရင်သူမကလားမျောမဆောင်မှာပြန်ရောက်လာတဲ့လင်ယောက်ျားကိုစီးကြိုတကားဖွင့်တဲ့မျက်နှာလေးကိုနေ့စဉ်မြင်ဖူးနေပြီပဲစိတ်ကျဉ်ကျက်သွားသလိုညိုသွားတတ်သည့်မျက်နှာရိပ်ကိုထွန်းလိုရင်သာစွာမြင်တွေ့နေခဲ့ရတာပါပဲပြန်မရောက်ရင်လွတ်လပ်သည်ထင်မှာပေါ့ဟုအမြင်ကပ်တွင်မိတာတဝက်အားငယ်ကြောက်လန့်နေမှာလားဟုမထင်ရဲမျောလင့်မိနေရတဝက်ရုပ်ရှင်ကားရဲ့ကိုတစ်စမ်းမှစိတ်မရောက်နိုင်တာကိုသာအသိဆုံးရုပ်ရှင်မပြီးခင်ပင်အိတ်ချင်ပြီးဟုအကြောင်းပြကထပြန်ခဲ့ပေမဲ့အိတ်ချင်စိတ်ထက်အိမ်ရဇနီးကိုလွမ်းစိတ်ကပုတ်သည်ဆိုတာကိုစစ်စီလိုမိန်းမတယောက်ကိုဖွင့်ပြဖို့လိုသလားမတက်တာလို့သာပေါင်းသိနေရလျက်တန်ရောစင်တက်ဝင်ချင်းဆိုတာလုံးဝရှိပုံမရရဲ့စစ်စီကိုအံ့ဩမိပါရဲ့လက်မထပ်ဖြစ်ခင်သူမကိုရှင်နဲ့ဆွဲမတ်တွေ့တာနေရစဉ်ကဟိတ်ဟန်ကြီးကြီးမာနထက်တဲ့အစားရဆိုတာသိတော့လဲကြိုသိထားပိုင်းဘယ်ယောက်ျားတယောက်ကိုမှအဖက်မလို့အယောမဝင်မနဲ့ပြစ်မျိုးမဲမတင်တန့်စင်လုံးသူမို့လဲရှင်ထဲမှာတရေလွန်တက်မိုးထားပြီးတော့အမှတ်များစွာပေးမိခဲ့ရလဲဖြစ်လေရင်သူမကသာကိုကိုပြန်ချစ်မိဆိုရင်မြုံမတင်ဘူးရဲ့အသက်ဆက်ဆက်နှလုံးသားကိုပိုင်ဆိုင်ခွင့်ရသူဖြစ်တော့မှာဟုကိုမင်တက်ရတော့မလို့ချိန်နဲ့ခဲ့မိရခုတော့စိတ်ကိုရင်ခဲ့မိရဲ့ဘဝနဲ့လက်တွေ့ဖြစ်ကတခြားစီပါလားည7 နာရီခွဲမှာပြန်ရောက်တဲ့ထုံးလူကိုတကားထပွင့်ပေးရဲ့သူမပုံစံအိယာနူလာရာမန်တိတာနေတဲ့အခါမမျော်လင့်ရပဲနဲ့မျော်လင့်စိတ်ကူထားသမျှကိုလိပ်ပြာကိုရှက်စရာဖြစ်ရလျင်အပူပင်ကင်းမဲ့စွာယောက်ျားဖြစ်သူအိမ်ပြန်မရောက်သေးပါလားဆိုတာခေါင်းထဲဝေမုံတော်မပေါ်သည့်မျက်နှာထုံးလူအဝတ်လဲနေကိုင်းမှာပင်မှုရပေါ်ကသူ့ဘက်ချမ်းနေရ၌ကြောပေးပြီးတော့ပြန်လဲအိမ်မော်ကျသွားတာကိုဆူဆူရှာရှာကြည့်ရင်ဆုံးရှုံးမှုဆိုတာကိုနားလည်ခံစားလိုက်ရရင်မာနခဲကလေးဆိုတာကိုလဲမာနနဲ့လူသားမှုသဘောပေါက်နားလည်မိသားပါပဲဒါပေမဲ့မိမရဲ့ကိုဘဝတစ်ခုလုံးကိုတော့ဒီလိုလက်ထဲကိုပေါင်းဆက်အနှင်ပြီးမှပဲမျက်နှာကြောကလေးကိုဒီထက်တစ်ဝက်လောက်လျှော့လိုက်ရင်ဘလောက်များနစ်နာသွားမှမလို့လဲအပေါင်းအသင်းတွေရဲ့ဇနီးတွေဟာသူတို့ခင်မွန်းတဲ့တွေကိုနောက်ခါပြောင်းကစိတ်ကောက်ဟန်ပြကလူကြီးစေအမူအရာတွေမြင်ရတိုင်းထုံးလူရင်နဲ့တနှုတ်နှုတ်နဲ့ကြေကွဲတက်ခဲ့ရရင်အဲ့နောက်ပိုင်းဘယ်ခရီးဘယ်လမ်းကိုမှမင်းလိုက်အောင်မလားဟုဆန္ဒတောင်းခံမေးမြန်းမနေတော့ပင်တယောက်တည်းကျဲခဲမိရတော့ကိုလွန်သလားလင်းယောက်ျားနဲ့ဇနီးမယားဆိုတာမနိုင်ရင်တော့ပါရမီဖြည့်ပေးနေစရာမလိုပါဘူးတယောက်ကိုတယောက်ဖေးမနားလေကြရင်အလိုလိုအဖော်ကောင်းဖြစ်ရတာပဲမဟုတ်လားငယ်လေးကအစာအိမ်ယောဂရှိခဲ့တဲ့စစ်စီမကြာခဏယောဂပြကဘိုင်းအောင်တက်တာဆရာဝန်မှုထုံးလူသိရှိရေးမိနေပေမဲ့တကုံးမတိုင်ပင်ပြောကြားခြင်းမရှိရမှုဖြစ်နေချိန်နဲ့အန်ကိုက်သိဖို့တော့ခက်လေသူမဘာသာဆေးဘီကိုဖွင့်ကဂျဲလ်မက်ယူတောက်နေရကိုရှီလဲရည်ချင်းအခမ်းရလဲခက်လေတခါတော့ဂျဲလ်မက်ပလင်ဖွင့်နေတဲ့သူမကိုဘိုင်းအောင်ပြန်ပြီလားဟုတခါမေးဘူးခဲ့ခေါင်းငိမ့်ဖြေကသူ့ဘာသာနှစ်ပြားထုတ်ယူဝါစားနေတော့ဘေးရဆေးစရာငုတ်တုတ်ကဘာများလုံနိုင်အောင်မလဲခရင်နဘေးစပွဲကလေးပေါ်ပလင်းတီးတန်ထုတ်ယူတင်ထားပေးလိုက်တာတော့ပဲစိတ်ဝင်စားမှုပြတော့တယ်အာမကိုချင်သူကိုအဖြစ်လဲမြင်မနေချင်တော့တခါတလေရောသူမကွယ်ရအလောက်ခွင်မှာရှိနေကြကားလိုင်စင်ထဲသည့်ပလတ်စတစ်အိတ်ထဲအမြဲပါတဲ့သူမချက်ပုံကိုထုတ်ယူငေးကြည့်ကရှင်လဲလှုပ်ရှားတုန်ခတ်ပြီးစွတ်ကျင်ကျင်နဲ့ဝမ်းနဲ့တလူကြီးခံစားမိရင်မေးစိတ်လေးကိုလက်ဖြာနဲ့မပင်ကလူစင်စစ်ကိုသာငိမ်းမောကြည့်ကျင်တာဖြစ်ပေမဲ့အသားချင်းမတော်တဆထိမိရအောင်ပင်တုံလောက်သွားတတ်လေရဲ့စစ်စီကြောင့်ဓာတ်ပုံကလေးကိုသာကိုနဲ့မကွာသွားရအပါတဲ့တတ်တာကိုကျင့်ဆွဲရနေသူ့ကားချန်တကားဝါကနေကြွေပြီးတော့ပျောက်သွားမှစစ်စီကအိမ်ရှိတကားကိုပိတ်လိုက်တယ်အိမ်ထဲမှာသူနဲ့မျက်နှာချင်းဆိုင်တင်းမာနေကြရခြင်းဟာလွတ်ဝေးသွားတာမို့ပေါ့ပါသွားရတဲ့အတူတိတိတတာဟာတတာဖြစ်သွားရသည်သူ့လောက်ခွင်ကိုသူ့သွားပြီးမို့အိမ်မှာလှုပ်ရှားရှိရတွေလှုပ်ဖို့ကိုင်းမို့စစ်စီကြံရည်ရမှာပေါ့အိမ်ထောင်ရေးဆိုတာဒါပဲလားအောင်သက်ခံပြင်းစွာတွင်ရင်အိတ်ခမ်းနဲ့ပြန်ဝင်လာခဲ့ရတယ်မှန်ရှိမှခဏရက်ခါကြေကွဲမိသေးတယ်စစ်စီရုပ်ကချစ်ခင်ဆွဲမက်စရာလုံးဝမရှိတော့ဘူးလားကိုထွန်းလူနှစ်လတီတီရှင်ခတ်တင်နေနိုင်တာများအံ့ဩပါရဲ့
မနဲ့ကြရင်အိမ်ကိစ္စတွေစီစီရထားလို့အချိန်တန်သူကစေယုံသွားစီစီရရှင်းလင်းလျှော်ဖို့ကြံခဲ့ပြန်ရောက်ရင်ထမင်းခုကျွေးကိုစိတ်ဝင်စားစရာတစ်ခုခုရှာဖွေလုပ်ရင်းနဲ့ခန့်ဆောင်ဆောင်နေကြရင်နဲ့မျက်တောင်ဆင်းလာတော့အဲ့ရဝင်ဒီဘဝကြီးရဲ့နေနေရတော့မှလားဒီလိုနေပြီးတော့ရင်နာနေရမှာထက်ဆိုင်ရင်လုံးဝမမြင်ရတဲ့နေရာကိုအပီးတိုင်ထွက်သွားလိုက်တာမှခံစားရတာတတ်တာအောင်မေအတွင်းနဲ့မျက်နာကမှိုင်းမုံကနှုတ်ခမ်းကိုက်ပြစ်လိုက်မိဘာပဲဖြစ်ဖြစ်သူ့တွေ့တာချစ်မြတ်နိုးခြင်းကအခုထိမပြတ်စီသေးတာတော့ကိုပင်ချီးမွမ်းလောက်စရာကောင်းနေပြီခမ်းမဲမျက်နာနဲ့အင်ကြီးချိတ်ကသူ့အင်ကြီးတချို့ကိုဖြုတ်တယ်လျှော်သိမလျှော်သိသူ့အဝတ်ကိုနမ်းဆိုင်မိရင်ရှင်နေကျင်ကနေနေအောင်ဝေဒနာတရဖြတ်တန်းမှုရသွားရတတ်လေရှက်အင်ကြီးအစိမ်းကလေးကိုဖြုတ်ရင်နှာခေါင်းဖျားမှကက်လျက်လေးကိုရှက်ခနဲရှိုက်ချူအသွင်လက်ဤစုပ်ကိုင်မှုကြားမှာစက်ကူခောက်လို့မာကြောတစ်ခုစမ်းမိရမှုအိတ်ထဲဆွဲနိုင်ကြည့်လိုက်မိကားလိုက်စဉ်မေးရကြရင်ရအောင်စိတ်ကဘယ်ရောက်နေသလဲဟုအပြစ်တင်တွေးရင်ကပလက်စတစ်အိတ်ကျဲသည်ကိုဖြုတ်ခွာကလိုင်စင်ကတ်ကိုထုတ်လိုက်မိလိုင်စင်လောက်ခါစားသူ့ရုပ်သွင်းကခုထက်နှုတ်ပြုံငယ်ရွယ်အပြစ်ကင်းနေမှာပဲတခါမှသူ့လိုင်စင်ကိုဖွင့်မကြည့်ခဲ့ဘူးဒီလောက်ထိတတိတတန်စီဖြစ်နေခဲ့ကြရပါလားစီလိုင်စင်ကတ်ကလေးကိုဆွဲထုတ်ကတ်ပါလာတဲ့ကတ်ပြားကလေးတစ်ခုမှာအမတ်မထင်မြင်လိုက်ခါခေါင်းနှပန်းကြီးသွားရိုင်းကျောဘက်ကိုဒါမြင်ရရုံနဲ့ဓာတ်ပုံဆိုတာအတိတိုင်းဓာတ်ပုံအသေးကလေးနောက်ကျောဟာသူ့လက်ရည်ကိုတော့စီမှတ်မိနိုင်ပါသေးရဲ့အချစ်ဆုံးဆိုပါလားတခါမှမခံစားဘူးရဲ့ဝေဒနာတစ်ခုဟာပြင်းပြတုန်လှုပ်သွားတဲ့ရှင်နဲ့ကြမ်းတမ်းစွာဝင်လာလေဓာတ်ပုံလှမ်းမကြည့်ရသေးပဲနဲ့အနီးကကရင်ပေါ်ထိုင်ချလိုက်ရင်ဒီလောက်ထိရောမျောလင့်မထားမိရအမှန်ပဲပူပြင်းလောင်မြိုက်တဲ့အတွေးနဲ့အာယူကပုံကလေးကိုဖြတ်ခနဲလှမ်းကြည့်လိုက်မိလေအသက်ရှူတန်းပြပြနဲ့မခိုင်မက်နိုင်တော့တဲ့ခန္ဓာကိုမှုရပေါ်လှဲချလိုက်ရင်တဒိတ်ဒိတ်ခုံနေတဲ့ရှင်ဘက်ပေါ်ရှက်အင်ကြီးအစိမ်းကလေးကိုတင်ကအဲ့ဒီအပေါ်မှာဓာတ်ပုံကိုလက်တစ်ဖက်လိုင်စင်ကိုလက်တစ်ဖက်စုပ်ကိုင်ရင်ဖိထားလျက်မျက်ဝန်းကိုမှိတ်ပစ်လိုက်တော့ဘယ်တော့ရဲဝဲနေမှမသိနိုင်တဲ့မျက်ရည်စားတချို့ပါးထက်နာမှနှထင်တို့စီးကြသွားရလေရှင်ခိုးကြောင်ခိုးဝဲနိုင်လာကြီးလားကိုထုံးလူရဲ့ဒီလောက်ထီရောမန်မာနာကြီးတခွဲသားမထားတဲ့မို့ပေါ့လမ်းကုန်းစင်းရဆိုင်ကလေးရှိရရင်နဲ့လီထိုးမယ်ကွာဟုပြောလျက်အဲ့ထဲကိုလက်ရွယ်နိုင်လိုက်မိရဲ့ဆိုရင်ပင်လိုင်စင်မေးကြံရိတ်ခဲ့ပြီးဆိုတာကိုချက်ချင်းတတိရလိုက်တယ်လေးပိုက်ဆွဲကရောက်လာတဲ့ကောင်လေးကိုလက်ကပြရင်ခဏနေမှပြန်လာမယ်ဆိုတာကိုကားတကားပိတ်တန်ကြားကအော်ပြောလိုက်ရလေရင်အမြန်ဆုံးအိမ်ပြန်ဖို့ပဲစိတ်ဆုံးရင်လိုင်စင်နဲ့အတူစစ်စစ်တပ်ပုံကိုထည့်ထားခဲ့ရမဟုတ်လားအယ်ဘန်ထဲကဖြုတ်ပြီးတော့အနေတော်ဖြက်ညက်ပြလျက်လိုင်စင်အိတ်ထဲကိုထည့်တဲ့တမ်းမြဲမှုဘယ်တော့မှအမေရောမရှိအောင်ဂယုစိုက်နေကြဒီနေ့မနက်သူမကိုစိတ်ဆိုးနေရတာကြောင့်အိမ်ကအမြန်ဆုံးထွက်ခဲ့ရမနေ့ကဝတ်တဲ့ရှက်အင်ကြီးအိတ်ထဲကပစ္စည်းတွေအိတ်ပြောင်းမထည့်မိခဲ့အမှန်ဆိုရင်တော့မိမမဟုတ်ဒီနေ့ဝတ်ထားဖြစ်တဲ့စပိုရက်ကအိတ်မပါဒီတော့လိုင်စင်ကတ်ကိုပတ်စံအိတ်ပြားရဲ့ကိုထည့်တဲ့ရမှာဒါကြောင့်မို့လဲမေ့လျော့သွားဖြစ်တာပါစပိုရက်ကအိတ်မပါတော့အိတ်ကိုမစင်မိယောက်ျားသွားချိန်ထီအောင်မဆောင်မဲစောစောစီစီတငယ်ချင်းစီဖုန်းဆက်နေရင်စီစီကိုကော်ဖီတောက်ရင်နဲ့ဒေါမနတာနဲ့ကြည့်မိကဝုံတိုင်းဆိုထွက်လာခဲ့ဖြစ်တာမှားပြီးစီစီတွေ့သွားရင်ပို့ပြီးတော့ပဝင်မြင့်မှာကြောစရာဖြစ်သွားမှာဒီမျိုးသမီးဟာလှောင်ပြောင်တရော်ရိပ်စွန်နဲ့မျက်ဝန်းကြီးကိုပိုင်နိုင်စွာဖန်တီးတက်လွန်มาပြီးတဲ့ဒါတွေကြောင့်လည်းကိုအချစ်ကိုပါတရော်ကမောမထိမဲမြင်ပြုခံရမှာစိုးကြောက်တက်ခဲ့ရဒီတော့မပြဖြစ်တော့ဘူးပေါ့အိမ်ဟာထွက်လာဖြစ်တဲ့နဲ့တက်ပြင်းတစ်ချက်ချကလွတ်လပ်ပေါ့ပါသွားသလိုအမြဲခံစားနေရပေမဲ့ဆေးရုံရောက်ပြီးတော့တနားရင်မပြည့်ခင်မှာပင်သူမကိုမြင်အောင်လမ်းတနေမိရောတာပါပဲအစင်ပြပြအိမ်ထောင်ရေးမျိုးဆိုရင်တော့ဒီလောက်ချစ်မိပုံနဲ့တနေ့ကို3ခါလောက်အိမ်ကိုဖုန်းဆက်နေမိမှာပဲခုတော့လေဆက်လဲဆက်တွေးမနေခြင်းမှာကိုမပြတ်စဲနိုင်သေးတဲ့၍ဝိခံပြီးတော့မခံနိုင်လွန်သည့်အဆုံးလမ်းခွဲစကားများစိတ်ပေါက်ပေါက်နဲ့စုံမိရင်စီစီပဝင်ကြမြူးရှင်သွားမှာပဲဟုတွေးရင်အန်ကျိတ်လာမိခုလောက်ဆိုတွေ့များနေပြီလားတနေရပြီးတနေရဖုန်းဆက်နေရနဲ့ပဲမအားမလဲဖြစ်နေမလားခြေချိုးကန်းနဲ့ဝင်ကရှော့ဖို့နေရင်တော့အတန်ပေးမနေရောပဲနဲ့နောက်ဖေးပေါက်ကလှည့်တက်ခါတိတ်တဆိတ်ယူသွားဖို့တွေးရင်နဲ့ကားကိုချန်ပီယံမှာပဲဆက်သက်ရက်ခါခက်တက်ဝင်လာခဲ့ပြီးဒီအင်ကြီးကိုတော့ရှော့အောင်မှမဟုတ်ဘူးမနေ့ကညနေဘက်စိတ်ခန်းကိုခဏပဲဝစ်ထားတာအမြဲဖွင့်ထားတတ်တဲ့နောက်ဖေးတကားမှာခက်ဖွားဖွားလမ်းအဝင်တိတ်ဆိတ်ညင်တန်းနေခြင်းကိုထိတွေ့ခံစားလိုက်ရရင်ဒါတွေ၆တွေ့စရာကောင်းတာပေါ့ဇရက်တစ်ခုလိုလူမရှိသည့်အလား
ထာဝန်စဉ်တိတ်ဆိတ်ညီတက်နေတဲ့ဒီအဆောက်အအုံကညားကစားလင်မယားနှစ်ဦးနေထိုင်တဲ့အိမ်နဲ့လားခြေလန်းတွေကအိတ်ခမ်းဝါအထိညင်သာစွာရောက်ရှိလာရင်အခန်းထဲကလှုပ်ရှားမှုမရှိတကားဟထားတာမို့ခေါင်းလေးကိုဖြင်းရင်းစွာငဲ့ဝင်ကစီစီပါလောက်နေတယ်လေဟုစူးစမ်းလိုက်မိလေရှင်နေတွေကနေဖိုလိုက်သွားကခြေစုံတောင်းတောင်းရက်သွားရတယ်လို့မျက်ဝန်းတွေကဂရင်မောကသူမစီညီသက်ဆိုင်စင်သွားရင်စီစီမျက်နှာကနူးညံ့ကနှုတ်ခမ်းများကလေးကပြုံးသည့်ဆိုယုံပြုံးလျက်နှစ်ထင်တစ်ဖက်တစ်ချက်မှာတော့မျက်ရည်စီချောင်းကလေးနဲ့ပါလားသူမရင်ဝင်နဲ့ဖတ်ပွေထားတာကတော့ထုံးလူရဲ့ရှက်အင်းကြီးအစိမ်းကလေးလက်တစ်ဖက်စီကတော့သူ့တပ်ပုံနဲ့ကားလိုင်းစင်းကိုကင်ရက်တွေ့သွားပြီးပြီပေါ့ဒါမဲ့ဒါကိုတွေ့ပြီးရဲ့နောက်ဒီလိုပုံစံလေးနဲ့အဲ့ရထက်ကကပုတ်ကရိုရှိနေရဘာကြောင့်များဖြစ်နိုင်အောင်မလဲသူ့နှုတ်ခမ်းအကော့ကလေးကမထီတရေဟန်တစ်စမ်းမှမပါပဲအပြစ်မဲ့လွန်းစွာနူးညံ့နေရလေးကချစ်စရာကောင်းလိုက်တာစစ်စီမင်းဟန်ဆောင်ကောင်းလာကြည်လားကွာငါအတွက်နူးညံ့ပြော့ပြောင်းခြင်းတွေမင်းရင်ထဲမှာရှိနေရတဲ့အတင်းဖုံးကွယ်ထားတာတော့မာနကြီးလွန်ရာကြတာပေါ်ချစ်စနီးရဲ့ကိုယ်ပတ်စင်းကအိမ်ရှိတကားမှရဲလျက်တော့ကိုဆွဲလှုပ်လိုက်တယ်တချိန်ချင်းအတန်ကြာမှထွန်းလူရင်ထဲကကြည်နူးရင်ခုန်တန်းပါအားဖြည့်ထားတယ်လို့ပင်စစ်စီရုတ်တရက်လန့်ဖြတ်ပြီးတော့ထားထိုင်လိုက်ပြီးဓာတ်ပုံနဲ့လိုင်းစင်ကိုပလတ်စတစ်အိတ်ထဲကိုထည့်ပလတ်စတစ်အိတ်ကိုအင်ကြီးအိတ်ထဲကိုပြန်ထည့်အင်ကြီးကိုချိန်မှပြန်ချိတ်ကကမန်ကန်ထွက်လိုက်လာရင်ထင်တဲ့အတိုင်းသူ့လိုင်းစင်ပြန်ယူလာပါပဲလားဟန်မပြတ်တကားတော့လာဖွင့်ရင်နဲ့စစ်စီရင်တွေတဆက်ဆက်တုံရင်လိုက်ဖို့နေရတယ်လို့တန်တကားကြားမှာစစ်စီမျက်နှာကိုလှမ်းကြည့်လိုက်မိရဲ့ထွန်းလူရင်ထဲမှာလည်းနှလုံးခုန်တန်းမြန်နေရလေစစ်စီဖွင့်တဲ့တကားမှလှမ်းဝင်ကထွန်းလူကငုံကြည့်စစ်စီကမော့ကြည့်မလုံမလဲမှုပြက်နေတဲ့မျက်ဝန်းနှစ်ခုကလမ်းခုလက်မှာခလုတ်တိုက်သွားရင်ကြပြားကြရမျက်နှာလွှဲကြရင်နဲ့နှုတ်ခမ်းလေးတွေတင်းတင်းဆိတ်လိုက်မိကြလေ